ကြောက်စိမ့်နေမှာလေဆရာအရေးကြောက်လို့အထည်ကြောက်လို့အသားကြောက်လို့ခွဲခြားထားတယ်လို့ကျွန်တော်သိရပါတယ်ဆရာအဲ့လားဘယ်လိုများကွာခြားပါလဲဆရာအရေးကြောက်အထည်ကြောက်အသားကြောက်အဓိကအခြေခံပြီးကျွန်တော်တို့ခွဲတဲ့အချက်တွေကတော့ရေးလိုက်ကြည့်ရကျွန်တော်တို့ဒီသူ့ရဲ့ translucency လို့ခေါ်တာပေါ့အလင်းပေါက်အားပေါ့နောက်တစ်ချက်ကတော့ကျွန်တော်တို့ texture လို့ခေါ်တဲ့ကြောက်သားပေါ့ကျွန်တော်ရမ်းလို့ခေါ်တဲ့ကြောက်စိမ့် crystal လေးရဲ့ size ကကျွန်တော်တို့ fine grain လား medium grain လား coarse grain လားပေါ့အဲ့ texture ကိုတစ်ခုအခြေခံတယ်နောက်တစ်ခုကတော့ color ပေါ့color ကတော့ကျွန်တော်တို့ခုနပြောတဲ့ imperial color ဖြစ်သလားနောက် lavender color ဖြစ်သလားအဲ့သုံးချက်ကိုအခြေခံပြီးတော့မှခုနပြောတဲ့အရေးကြောက်အထည်ကြောက်အသားကြောက်ဆိုပြီးခွဲခြားတယ်ပေါ့ပထမဆုံးကျွန်တော်တို့အရေးကြောက်အနေနဲ့တတ်မှတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြောက်စိမ့်တစ်ခုရဲ့ translucency ကသူက nearly transparent ပေါ့ highly translucent ရှိရမယ်ကြောက်စိမ့်ရဲ့ထူးခြားချက်ကလည်းသူ့မှာ transparent မရှိဘူးအဲသူက nearly transparent မရှိတယ်ဈေးကွက်မှာခေါ်တဲ့ကောဆိုရင်တော့ water jade honey jade အဲ့လိုအသားမျိုးရှိတယ်အဲ့လိုအလင်းပေါက်တဲ့ဟာဖြစ်ရမှာပေါ့လေတခြားလည်းခုနပြောသူက fine to medium grain ဖြစ်ရမယ်ပေါ့ကြောက်သားလည်းညက်နေရမယ်ချိုးရမယ်စသဖြင့်ဆိုအလင်းပေါက်ကလည်းပိုကောင်းလာတယ်အဲ့ဒီမှာမှ imperial quality ဖြစ်မဲ့ color တွေရှိရတယ် first class color နဲ့ second class color ဆိုပြီးရှိတယ်အကောင်းဆုံးရေကတော့ညာစိမ့်ရေခေါ်တဲ့ emerald green color အဲဒါတို့မိုးဈေးကွက်ထဲမှာကျွန်တော်ခေါ်တာပိုမဲတောင်ပန်စိမ့်တောင်မီစိမ့်စသဖြင့်ဒါမျိုးလေးစနစ်ခေါ်တာပေါ့လေပြီးတော့မှသူ့မှာအဝါဖောက်လာတဲ့ color စသဖြင့်အစိမ့်မှာအဝါဖောက်လာတဲ့ဟာပေါ့လေအဲလိုဒုတိယအဆင့် color တွေကျတော့အစိမ့်မှာအပြာဖောက်လာတဲ့ color နောက်တော့ကျွန်တော်တို့တူတက်ပို့ပြီးတော့ပူဖြော့လာတဲ့ဟာစသဖြင့်အဲ့လိုအဆင့်သူ color ကိုဒီပြီးတော့မှခုနပြောတဲ့ translucency ရဲ့ texture ရဲ့ color ရဲ့ပေါ့အဲ့ပုံမူတည်ပြီးတော့မှဒါအရေးကြောက်အဲ့လိုမျိုးတတ်မှတ်တာပေါ့အထည်ကြောက်ကြတော့ခုနပြောတဲ့သူ့ရဲ့ဒီ translucency ကလည်းကျလာတာပေါ့အဲ့ကျွန်တော်က highly translucent လေးမှကျွန်တော်တို့ translucent လောက်ဖြစ်လာတာပေါ့ texture လည်းကျွန်တော်တို့ medium grain size လောက်ဖြစ်လာတယ်အဲ့ဆိုတော့သူ့ရဲ့အလင်းပေါက်အားနဲ့ကြောက်သားနဲ့ကျလာတဲ့အခါကျတော့ကြောက်ရဲ့ကြည်လင်မှုက imperial ဆိုင်နည်းနည်းလေးနေလာတာပေါ့ကျွန်တော်တို့အစိမ်းမှာအဝါပေါက်တဲ့အရေးနောက်ကကျွန်တော်တို့ဈေးကွက်ထဲမှာလူကြိုက်များတဲ့ပဲရီပေါ့ပဲရီမှာပဲရီနောက်ကပဲရီဖြောတဲ့ဟာလို့နောက်ကျွန်တော်တို့ခေတ်စားတဲ့ခုနပြောတဲ့လာဗန်ဒါလို့ခေါ်တဲ့ချွမ်နီတို့ချွမ်ပြာတို့စသဖြင့်ဒါမျိုးတွေကိုဒါကျွန်တော် commercial jade ဆိုပြီးတော့ကျွန်တော်သတ်မှတ်တာပေါ့ commercial grade နဲ့နှိမ့်သွားလို့ရှိရင်တော့ကျွန်တော်က usually jade ဆိုပြီးတော့အသားကြောက်ဆိုပြီးတော့သတ်မှတ်တာသူရဲ့ translucency ကြောက်သားပုံအဓိကတက်ချောက်ပုံမူတည်ပြီးတော့သူ့ကိုခွဲခြားတာကာလာတော့သူကမပါသလောက်ဖြစ်လာတာဘော်လီသားတို့ရေခဲသားတို့တော့အကောင်းဆုံးအသားတွေထဲမှာပါတာပေါ့လေပြီးတော့ကျွန်တော်တိမ်ကိုးသားတို့နည်းနည်းလေး cloudy ဖြစ်လာတာပေါ့အဲဒီမှာနည်းနည်းလေးအပြာဘက်တိုင်းရင်ပြာကြီးပေါ့နည်းနည်းအဖြူဘက်သွားရင်ဖြူကြီးပေါ့အဲလိုခေါ်ကြတယ်နောက်ဒီအသားကြောက်တွေမှာမှအနာပါလာတယ်အနာလေးတွေပါလာပြီဆိုရင်ပါလာတဲ့အနာကိုမူပြီးတော့မှသူအသက်ယိုးစသဖြင့်ဈေးကွက်ထဲမှာမျိုးတွေခေါ်ကြတယ်အဲဒီမှာဒီအနာပါတဲ့ကြောင့်မှအပြာဘက်သွားသလားကျွန်တော်အဖြူဘက်သွားသလားစသဖြင့်ပေါ့လေအဲ့လိုမျိုးကျွန်တော်အသားကြောက်တွေကိုဆင်းခွဲကြတာပေါ့